လူပြေရောက်လာတဲ့အခါမှာကုသိုလ်မလုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။ဘာကုသိုလ်မှမလုပ်ဘူး။နေ့စဉ်နဲ့အမျှစာဝတ်နေရေးအတွက်လုံးမပြီးတော့နေတယ်။ဒါနဆိုတာလည်းမရှိဘူး။သီလဆိုတာလည်းမစောင့်တည်ဘူး။ကမ္မထဘာဝနာပွားများမှုဆိုတာဝေလာဝေးမိမိဘဝတိုးတက်ရတိုးတက်ကြောင်းဖြစ်တဲ့ပုံညလို့ဆိုတဲ့ကုသိုလ်ကောင်းမှုကိုလုံးဝမလုပ်တဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်။နေ့စဉ်နဲ့အမျှအကုသိုလ်တွေကြီးပဲလုပ်စာဝတ်နေရေးအတွက်အများသတ္တဝါတွေကိုတတ်ဖြတ်မိမိအသက်မွေးဝမ်းကြောင်းအတွက်သတ္တဝါတွေကိုတတ်ဖြတ်ပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေသူများပစ္စည်းကိုခိုးဝှက်ပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေသူတစ်ပါးကိုလိမ်ညာပြီးတော့အသက်မွေးရတဲ့ပုဂ္ဂိုလ်တွေမူရစေဝါတွေစားသုံးပြီးတော့ဘဝမှာအခြေအနေဆုံးနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုဆိုတာလုံးဝမလုပ်မိကြတဲ့ပုဂ္ဂိုလ်တွေကမ္ဘာမှာအများကြီးပဲရှိတယ်ပေါ့အဲ့ဒါကိုဆိုလိုတာအဂတပုံညဆိုတာကိုကုသိုလ်လို့ပြောရပေမဲ့လို့ဒီကုသိုလ်ရဲ့အဓိပ္ပာယ်ကိုရှင်းပြတာပုံညဆိုတာပုဏ္ဏတိသောတေတိတိပုံညလို့ဆိုတဲ့အတိုင်းဘဝမှာဖြူစင်ကောင်းမြတ်စေတတ်တဲ့အကြောင်းတရားလို့ဆိုဒီကုသိုလ်ကောင်းမှုရှိရင်ဘဝမှာအခြေအနေကောင်းလာမွေးတော့လည်းပဲချမ်းသာဒုက္ခရတဲ့ချမ်းသာတဲ့မိသားစုတွေမှာမွေးတယ်ယောဂဝေဒနာတွေကင်းတယ်အသိဉာဏ်တွေရှိတယ်ပညာသင်ကြားဖို့လည်းအခြေအနေတွေကောင်းတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ခွင့်ရတယ်ဆိုတော့အဲ့ဒီလိုကောင်းမြတ်တဲ့အခြေအနေတွေကိုဖြစ်ပေါ်စေတတ်တာကိုပုံညလို့ခေါ်တယ်အဲ့ဒီပုံညလို့ဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှာတဲ့ကာယသူတွေရောက်နိုင်တယ်အဲ့ဒီပုံညကိုမလုပ်ဘူးဆိုလို့ရှိရင်မလုပ်တဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေအကတပုံညာဏကုသိုလ်ကောင်းမှုလုံးဝမလုပ်တဲ့ပုဂ္ဂိုလ်တွေအဖို့ဣဒဒီဘဝမှာလည်းပဲဒုက္ခနတ္ထိချမ်းသာဒုက္ခရဖို့ဆိုတာအကြောင်းမရှိဘူးတဲ့ကုသိုလ်ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဘဝမှာအစဉ်ပြေဖို့မလွယ်ဘူးလို့ဒီလိုပြောတာအစဉ်ပြေဖို့မရှိဘူးပင်ပန်းဘဝမှာရုန်းကန်ပြီးတော့အသက်ရှင်စားဖို့ရလည်းခက်ခဲတယ်နေဖို့ရလည်းခက်ခဲတယ်တဝမ်းတစ်ခါကြောင်းဖို့ရအတွက်တောင်မှအမြဲတမ်းခဲရင်တယ်လို့ဒီလိုဆိုတာပေါ့နော်ကံမကောင်းအကြောင်းမလှဘူးဆိုလို့ရှိရင်ဆင်းရဲနေကြတာလူလောကမှာတစ်စိတစ်စောင်းကြည့်လိုက်ရတာနဲ့သိတယ်ပေါ့မိမိနဲ့မိမိပတ်ဝန်းကျင်မှာကြည့်လိုက်လို့ဘဝမှာအစင်မပြေကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာဒါကိုလက်လန်းမိတဲ့နေရာနာရင်ကြည့်ရင်ကိုပဲဘဝမှာအစင်မပြေတစ်နေ့လုံးမှတစ်နေ့စားရတယ်လုပ်ရတဲ့ကိစ္စမှာလည်းအစင်ပြေမှုမရှိဘူးပင်ပန်းနဲ့လောက်ကင်စားတော့နေကြရတဲ့ပုဂ္ဂိုလ်မျိုးတွေဒီအခြေအနေမျိုးကိုဘာကြောင့်ဖြစ်တုံးဆိုတာကိုဒီမှာအကြောင်းပြတာအကတပုံညကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ခဲ့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုအစင်မပြေဖြစ်တတ်တယ်အကတပုံညနာကုသိုလ်ကောင်းမှုကိုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖို့ဒုက္ခချမ်းသာဆိုတာဣဒအခုလက်ရှိဘဝမှာလည်းပဲနတ္ထိမရှိနိုင်ဘူးတဲ့ပရတ္ထစာဒီဘဝတည်သွားတဲ့နောက်ဘဝမှာလည်းပဲနတ္ထိမရှိဘူးလို့ဒီလိုပြောထားတာနော်ဒါဟာအရေးကြီးတဲ့အချက်တစ်ခုပဲလောကလူတွေဘာလိုချင်ကြတာတုံးလို့မေးလို့ရှိရင်ချမ်းသာဒုက္ခကိုလိုချင်ကြတာလူတိုင်းဟာချမ်းသာခြင်းနဲ့ချမ်းသာရဲဆိုတာဘဝမှာအစဉ်ပြေတာချမ်းသာရဲဆိုတဲ့အထဲမှာဘာတွေပါတုံးလို့မေးလို့ရှိရင်စီးပွားဥစ္စာတွေနဲ့ပြည့်စုံတယ်နေစရာကောင်းကောင်းရှိတယ်စားစရာမပူရဘူးဝတ်စရာကောင်းကောင်းရှိတယ်အချိန်လေးအလတ်လို့ပျော်ရွှင်ခွင့်တွေရှိတယ်
ဝမှာအစဉ်ပြေးလာကိုလိုချင်တာတွေရတယ်အဲ့ဒီကိုလိုချင်တာတွေရနေတဲ့စိတ်ပျော်ရွှင်မှုနဲ့ကိုယ်သက်သာမှုဆိုတဲ့ဒုက္ခအဲ့ဒီဒုက္ခကိုလူတိုင်းဟာမျက်နှိုးကြတယ်လိုချင်ကြတယ်ဘဝမှာအစဉ်ပြေးခြင်းနဲ့ချမ်းသာဒုက္ခရခြင်းအဲ့ဒါလို့ချမ်းသာဒုက္ခရခြင်းမြတ်စွာဘုရားကပုံညတ္တဥစ္စယောဒုက္ခောမိမိတဏ္ဍာမှာကုသိုလ်ကောင်းမှုတွေစုစည်းနိုင်မှချမ်းသာဒုက္ခဆိုတာရနိုင်တယ်လောကလူတွေကတော့ပတ်စံများများစုရင်ကုသိုလ်ရပတ်စံများများစုရင်ချမ်းသာရတယ်လို့ထင်ကြတယ်သို့တော့မြတ်စွာဘုရားကတော့ပတ်စံရှိလို့ချမ်းသာတယ်ဆိုတာတခဏကုသိုလ်ရှိမှပို့ပြီးတော့ချမ်းသာကုသိုလ်ကပေးတဲ့ချမ်းသာမှာခိုင်မြဲတဲ့ချမ်းသာလူချင်းတူပါလေရဲ့နဲ့စဉ်းစားကြည့်လေပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့တထေးအိမ်မှာလူဖြစ်တဲ့လူနဲ့တနေ့လုံးမှတနေ့စားရတဲ့မိသားစုအိမ်လူဖြစ်ရတဲ့လူဒီနှစ်ခုပဲနှိုင်းရှင်ကြည့်ပေါ့နှိုင်းရှင်ကြည့်လိုက်တာနဲ့သူတို့နှစ်ဦးဟာလူသားချင်းတူပါရဲ့တန်းနဲ့ဘာဖြစ်လို့ကြွားချနေလဲဒါအလေးနဲ့စဉ်းစားကြည့်အကြောင်းကင်းမဲ့လို့ကင်းမဲ့ပြီးဖြစ်တာမဟုတ်ဘူးဘာကြောင့်ကြွားချနေတယ်လဲလို့စဉ်းစားကြည့်လို့ရှိရင်အခုတရားကအဖြေထုတ်ပြကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေကင်းမဲ့နိုင်တယ်ဒီလိုဆိုတာပေါ့အဲ့တော့ချမ်းသာဒုက္ခမရရုံနဲ့မကဘူးတချို့ဆင်းရဲတွင်နဲ့နေကြဘာဖြစ်လို့ဆင်းရဲတွင်နဲ့တယ်လဲမြတ်စွာဘုရားကတရားရည်ရဲ့အကျိုးလိုလားတော်မူတဲ့မြတ်စွာဘုရားတရားရည်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်လမ်းညွှန်မှုကိုပြုလမ်းညွှန်မှုကိုပြုတယ်ဆိုတာနှစ်မျိုးပဲရှိတယ်မကောင်းတာမလုပ်ဖို့နဲ့ကောင်းတာလုပ်ဖို့ဒီတစ်ခုပဲရှိတယ်နော်မလုပ်တဲ့နာကိုမလုပ်ဖို့လုပ်တဲ့နာကိုလုပ်ဖို့ဆိုလိုတာကအကုသိုလ်ကိုမလုပ်ဖို့ကုသိုလ်ကိုလုပ်ဖို့ဒီနှစ်ခုပဲဒုက္ခောပပစ္စဥစ္စယောမကောင်းတဲ့အမှုတွေကိုယ်တဏ္ဍာမှာများလာပြီဆိုရင်ဆင်းရဲဖို့ပဲဆင်းရဲတွင်နဲ့လိမ့်မယ်မကောင်းတာတွေအလုံးများလာလို့ရှင်ဆင်းရဲတွင်နဲ့ကောင်းတာတွေများလာလို့ရှင်ချမ်းသာလိမ့်မယ်လို့ဒါဟာအကြောင်းတရားကိုမြတ်စွာဘုရားကဟောကြားခြင်းဖြစ်တယ်ဒီဒေသနာတော်ကိုကြည့်လိုက်လို့ရှိရင်ဘာလို့ခိုင်းတာတော့ဆိုမြတ်စွာဘုရားမကောင်းမှုကိုရှောင်ခိုင်းတယ်ကောင်းမှုကိုလုပ်ခိုင်းတယ်ဒါပဲအဖြစ်အဲ့ဒီဒေသနာကိုဆိုလိုတာပေါ့နော်ကောင်းတာနဲ့မကောင်းတာဟာနှစ်ခုရှိတယ်ဒါကြောင့်မို့ဒီအဆိုဟာလက်တွေ့ချမ်းသာဒုက္ခရနေတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောတော့ဒုက္ခံအဂတပုံညာနံဣဋ္ဌနတ္ထိပရထသကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဖို့ဒီဘဝလည်းအစဉ်ပြေမှာမဟုတ်ဘူးတဲ့နောက်ဘဝလည်းအစဉ်ပြေမှာမဟုတ်ဘူးချမ်းသာဒုက္ခဆိုတာမရနိုင်ဘူးတဲ့ဒုက္ခင်းစကတပုံညာနံဣဋ္ဌစေဝပရတ္ထသကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့အစဉ်ပြေမှုချမ်းသာမှုဆိုတာဒီဘဝလည်းရမှာပဲနောက်ဘဝလည်းရမှာပဲသူပြောတာနော်အဲ့တော့ဘုန်းကြီးတို့တွေချမ်းသာဒုက္ခရချင်တယ်ဆိုရင်ဘာလို့အမှာကုသိုလ်လုပ်အောင်ပဲဒါပဲရှိကုသိုလ်ကောင်းမှုဆိုတာလူရာတဏ္ဍာမှာကုသိုလ်ကောင်းမှုမဟုတ်ဘူးလူရာတဏ္ဍာမှာကုသိုလ်ကောင်းမှုလူရာတဏ္ဍာကိုဒါနကုသိုလ်လို့ခေါ်တယ်တချို့ကဆင်ញေပေးလိုက်အောင်မယ်သူများတွေလို့မချမ်းသာလို့မလှူနိုင်ဘူးလို့သူတို့ပြောတယ်လှူတယ်ဆိုတဲ့နေရာမှာအများကြီးလှူเสียလှူမှဒါနမြောက်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဘယ်ပေါ်မှာမူတည်တော့ဆိုရင်လူရဲ့စိတ်ဓာတ်ပေါ်မှာမူတည်တယ်မိမိစားတဲ့ထဲကတလုံးတစ်စုပ်လှူရင်လည်းလှူတာပဲဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဝိသကောတသုတ်မှာဟောတာရှိတယ်မိမိစားတော့ပြီးလို့အိုးခွက်ပကံလေးဆေးကြောတဲ့အခါအဲ့ဒီအိုးခွက်ပကံလေးမှာရှိနေတဲ့အကျွင်းအကြံလေးတွေကိုစွန့်ပစ်တဲ့အခါမှာတောင်မှပဲဒီ
ဒီပိုးမန်းတော်လေးတွေဟာဒီစားကျွင်းစားကြံလေးတွေကိုစားကြပါစေဆိုတဲ့စိတ်ထဲမှာရည်စူးချက်ကလေးနဲ့စွန့်မယ်ဆိုရင်တဲ့အဲ့ဒါဒါနကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားအဲ့ဒီဒါနကုသိုလ်ရဲ့အကျိုးဟာလည်းကိုယ့်ပေါ်မှာသက်ရောက်မှုရှိတယ်လို့ဒီလိုဟောတာမြတ်စွာဘုရားဒီလိုဟောတာအဲ့တော့မရှိလို့မလူဘူးဆိုတဲ့ဆင်ခြေကမလိုလားအပ်တဲ့အရာပဲပေါ့ဒါနကောင်းမှုဆိုတာကိုယ်စားတဲ့ထဲကနေတလုံးတစ်ခုခွဲပြီးတော့လှူလဲပဲဒါနကောင်းမှုဖြစ်တာကိုတောက်တဲ့ရေကိုတောက်မဲ့ရေတွေကနေပြီးတော့တဝက်လျှော့တောက်ပြီးတော့ဖះကိုရေကပ်မဲ့ဆိုရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲပန်းတစ်ပွင့်လှူရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲဒါနကောင်းမှုဆိုတာတကယ်စိတ်စေတနာရှိပြီတကယ်လှုပ်ချင်တဲ့စိတ်ဆွမ်းအားတွေရှိပြီဆိုရင်ကုသိုလ်ဖြစ်တာတွေကြီးပဲဒါနကောင်းမှုလုပ်လို့ရတာကြီးပဲဒီလိုဆိုတာပေါ့မိသားစုထမင်းဝိုင်းစားတဲ့အခါမှာတောင်းမှပဲအေးကိုမိသားစုတွေကငါကရှိတာလေးနဲ့စားမယ်သူတို့စားကြပါစေလို့ဦးစားပေးလိုက်ရင်ဒါကုသိုလ်ဖြစ်တာဒါနကုသိုလ်ဖြစ်တယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဇနီးမောင်နှံနှစ်ယောက်လို့တော့မလုပ်နဲ့တမင်းတပကံထဲမှာစားကြတယ်ပစွန်တုတ်ကြီးကတကောင်နဲ့ပါတယ်သူကလည်းစားခြင်းငါကလည်းစားခြင်းအဲ့ဒါဆိုလို့ရှိရင်ပစွန်တုတ်ကြီးလဲတဲ့လူစားခွင့်ပေးမယ်ဆိုပြီးတော့သမင်းပုံရဲ့အလဲခေါင်းမှာတစ်ဖက်ကယောက်ျားလုပ်တဲ့လူကစားတယ်တစ်ဖက်ကအမျိုးသမီးကစားရက်ပြီးစားတော့ယောက်ျားလုပ်တဲ့လူကဘာလုပ်တုံးဆိုပစွန်တုတ်ကြီးသူ့ပဲလဲအောင်အောက်ကနေရက်ပြီးတော့သမင်းကိုများများယူတဲ့အခါကျတော့ပစွန်လုံးကယောက်ျားပဲလဲသွားတဲ့ယောက်ျားပဲလဲသွားတော့သူပဲစားပြစ်တယ်ပေါ့အဲ့ဒီကျတော့အမျိုးသမီးကဘာပြောတော့ဆိုပစွန်တုတ်ကြီးမောင်းပဲလဲကြတဲ့ကကွဲခဲ့ပြီတဲ့နော်ဒီလိုဟာမျိုးကလည်းရှိတတ်သေးတယ်ပေါ့အဲ့ဒီမှာကိုစားရဖို့မလုပ်အောင်တစ်ဖက်သားကိုညှတာပြီးတော့ကျွေးမယ်ဆိုလို့ရှိရင်ဒါနကုသိုလ်ဖြစ်တာပဲအချင်းချင်းမှာညာပြီးတော့ကိုစားမဲ့ဟာကိုလှူတဲ့သဘောနဲ့စိတ်စေတနာနဲ့အေးငါလျှော့စားမယ်ဟင်းတုံနှစ်တုံးသုံးတုံးရှိရင်ငါတစ်တုံးပဲစားမယ်ငါတစ်ဝက်ပဲစားမယ်ကျန်တာသူစားပါစေဟောဒါနကုသိုလ်ဖြစ်တဲ့အကြောင်းကိုပြောပြတာဒီဒါနကုသိုလ်ကလည်းကောင်းကျိုးချမ်းသာကိုပေးနိုင်စွမ်းရှိတယ်တဲ့ခုနကကိုစားလို့အကြံအကျွင်းစွန့်တာတောင်မှဒါနဖြစ်ပြီဆိုတဲ့အခါမှာအချင်းချင်းစားဖို့စားပဲချင်းညာပြီးတော့ကြွေးမယ်ဆိုရင်ဘယ်ဒါနမဖြစ်ပဲနေမလဲဖြစ်တယ်ဒီလိုဆိုလိုတာသို့တော့လောကကကိုယ့်ဘက်ကိုရက်ထားအောင်ပဲလူလေလို့တွက်ပြီးတော့ကိုရဖို့ကြိုးစားတာကိုပဲလူလေလို့တွက်ပြီးတော့ကိုရဖို့မကြိုးစားရင်လူအလုံးတွက်နေကြတာမှားယွင်းမှုတွေပဲပေါ့အေးဒါနကောင်းမှုဆိုတာဘယ်လိုပဲလုပ်လို့ကုသိုလ်ကောင်းမှုရတယ်နောက်ဆုံးမှဘာမှမရှိတောင်လူကျင်တဲ့စိတ်ကလေးပေးခြင်းကမ်းကျင်တဲ့စိတ်ကလေးမွေးရင်ပဲဒါနကုအတွက်အခြေခံကုသိုလ်လေးတွေဖြစ်နေပြီလက်တွေ့လှူတာမဟုတ်သေးတောင်မှပဲအခြေခံကုသိုလ်လေးတွေအခြေခံကုသိုလ်ဆိုတာမစ္စရိယတရားကိုဖယ်ရှားထားတဲ့သဘောငါတယောက်တည်းသုံးမယ်ဆိုတဲ့စိတ်ဓာတ်ကိုဖယ်ရှားထားတာအဲ့ဒါတည်းပဲမစ္စရိယကိုဖယ်တဲ့ကုသိုလ်ကောင်းမှုဆိုတာဖြစ်နေတယ်ပေါ့အကုန်ကြမရှိပဲနဲ့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့တခြားကုသိုလ်တွေရှိသေးတယ်ပါလဲဆိုလို့ရှိရင်ဘုဒ္ဓံတရဏံကိစ္ဆာမိမိမိဘဝကိုဘုရားကိုအနှင်းတယ်ဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမိမိဘဝကိုဓမ္မသံဃာကိုအနှင်းပြီးတော့ကိုယ်ကိုယ်စိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်မြတ်စွာဘုရားဟောထားတာကိုသိချကြည့်ဘုရားဘယ်လိုဟောတော့ယေကေစီဗုဒ္ဓံတရဏံကတာတိနာတိဂမိတ္တန္တိအပါယဘုမေနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်
စိတ်ပန်လက်ပါဆိုဝိจิตတန်းကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရိုးရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ဘုရားကုံကိုအာယုံပြုပြီးတော့ငါဘဝဘုရားကိုအနံပါတယ်ဘုရားဆုံးမတိုင်းလိုက်နာပါမယ်တရားကိုကျင့်သုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိတ်ကချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံလောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရားတရားဓမ္မတန်တရားဝတ်ကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလူတောင်အများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပိုင်ဉာဏ်နဲ့သိတာအသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာသွားခါတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်စိတ်ကပါသုပ္ပတိပန္နောဝတ္တတန်ကိုအရိယတန်ခါဟာတကယ်ကိုဖြောင့်မှန်တဲ့အကျင့်မှန်ကန်တဲ့အကျင့်ကိုကျင့်တာဖြစ်ပါတယ်ဒါကြောင့်တရားကိုကိုယ်ဝယ်ပါတယ်ဆိုဘုရားတရဏဂိစ္ဆာမိဓမ္မတရဏဂိစ္ဆာမိသံဃာတရဏဂိစ္ဆာမိလို့တရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိဂမိတန္တိအပါယဘုမေနဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးအပေမကြဘူးလို့တည်းဟောထားတာတကယ်ကဲ့တင်နိုင်နဲ့အပေမကြဘူးတိရိလင်္ကာနိုင်ငံဒီကနေ့တိရိလင်္ကာနိုင်ငံလို့ခေါ်တဲ့တီဟိုကျွန်းမှာတန်ဃာအလုံငန်းနဲ့အသက်မွေးတဲ့လူတယောက်ရှိတယ်တိရိလင်္ကာနိုင်ငံဆိုတာပင်လယ်ကမ်းရိုးတန်းပင်လယ်တွေဝိုင်းနေတဲ့နိုင်ငံပင်လယ်တွေကကျွန်းနိုင်ငံအဲ့ဒီထဲမှာလည်းမြစ်ချောင်းတွေရှိတယ်အဲ့ဒီမဲ့တန်ဃာလုပ်ငန်းပေါ့နားချမ်းသာအောင်ခေါ်ရင်ရေလုပ်ငန်းပေါ့နော်အဲ့ဒီအလုပ်လုပ်ပြီးတော့တစ်သက်လုံးငါးတွေဖန်တပ်ဖြတ်ပြီးသက်မွေးဝမ်းကြောင်းလုပ်တဲ့ပုဂ္ဂိုလ်တရားအိုမဲမစွမ်းဖြစ်ပြီးတော့သိအပ်မှုဖြစ်နေတဲ့အခါမှာသူ့ရဲ့နိဗ္ဗာန်ဆွမ်းခံကြွလာတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးကဒီလူမကျမ်းမာနဲ့ညီးတွားပြီးတော့သိတော့မဲ့အနေအထားမျိုးဆိုတာကိုသိရလို့မပင့်မိမဲ့အိမ်မော်ကြွသွားတယ်အိမ်မော်ရောက်သွားတဲ့အခါကျတော့အာကိုးစရာမရှိတဲ့မဲ့နေတဲ့အချိန်မှာအာကိုးရဆိုတာရှာတတ်တယ်ပေါ့လူတွေအဲ့ဒီမှာတကားတတမှုရအောင်တရဏဂုံကိုဆိုပါလားလို့ဆိုပါမယ်ဗုဒ္ဓံတရဏဂစ္ဆာမိချပေးတယ်ဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မံတရဏဂစ္ဆာမိသံဃံတရဏဂစ္ဆာမိလဲဆိုပြီးရောကိခနဲ့ဆိုအသက်ထွက်သွားပါဏာတိပါဒမဆိုလိုက်ရတော့နော်အသက်ကအဲ့ဒီထအောင်မဆောင်သေကံနီးလေးမှာကပ်ပြီးတော့အာကိုရမရှိတော့ရေနစ်ခန်နီးမှာကြည့်လေလူတွေဘာလေးတွေ့လှမ်းဆွဲတာဒါကြောင့်မလို့ရေနစ်တဲ့လူကိုသွားကဲရင်အဲ့ဒီလူကဖမ်းဆုပ်တာနဲ့ဒီလူကမြုပ်တာဆိုတာအဲ့ဒါပြောတယ်အဲ့တော့သေကံနီးမှာအာကိုရမဲ့နေတဲ့အချိန်လေးမှာနှစ်ချက်ကြီးဖះအားကိုးရပြီဆိုတဲ့အချိန်မှာဖမ်းဆွဲလိုက်တာသို့သောသံဃာတရဏဂိစ္ဆာမိလို့ဆိုလိုက်တာနဲ့မေးပြုတ်ကြပါပြီရှေ့မဆိုနိုင်တော့သိသွားတယ်အဲ့ဒီအချိန်လေးမှာကပ်ပြီးတော့ဆိုလိုက်ရတဲ့ကုသိုလ်ကောင်းမှုကတစ်သက်လုံးငါးတွေတတ်လာတဲ့အကုသိုလ်ကအကျိုးပေးဖို့အတွက်နောက်ကျပါဒီကုသိုလ်အဝင်ပြီးအကျိုးပေးတာဘုံမစိုးနတ်တော့ဖြစ်တယ်ဘုံမစိုးနတ်ဆိုတာဘယ်နတ်တွေခေါ်တာတော့လို့ဆိုအခုလူတွေပြောနေကြတဲ့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရုပ်ကစိုးတို့ဒါမျိုးတွေပေါ့နော်မြေကြီးပေါ်မှာလူတွေနဲ့အနိကစတုမာတဲ့နတ်ထဲမှာပါသူတို့မှလည်းဆင်းရဲတဲ့နတ်တွေရှိတယ်ချမ်းသာတဲ့နတ်တွေရှိတယ်ဆင်းရဲတာတွေရှိတယ်ပေါ့အဲ့ဒီဘုံမစိုးနတ်တော့ဖြစ်တာကြည့်တော့တကယ်ကတော့တန်ခါလုပ်ငန်းနဲ့အသက်မွေးနေတဲ့ပုဂ္ဂိုလ်တယောက်သိပြီဆိုတာနဲ့ဒီအာယုန်နမိတ်တွေလွှမ်းမိုးပြီးအပင်ငယ်တန်းပြီးတော့ရောက်သွားသိ
သို့တော့တေခံနီးလေးမှာကပ်ပြီးဒီကုသိုလ်ကောင်းမှုလုံးလိုက်တာကဝင်းကယ်လိုက်တဲ့အခါကျတော့ဟိုအကုသိုလ်တွေကအကျိုးပေးခွင့်မရနိုင်ဘူးနောက်ကြတော့ဒီလိုရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်လေဥပမာမယ်ဥပမာပေးကြတာတော့ဆိုပါစို့ဒီဘရင်တော်တရားကြီးပေါ်မှာကားတွေပြည့်နေတယ်ဆိုတော့ကားတွေပြည့်သို့တော့ဟိုဘက်အထွက်မှာထော်လာကြီးတစည်းကရှေ့တုန်းကရောက်နေတယ်နောက်ကမော်ရမြင့်တဲ့ကားတွေကဲတရားကဘသူအရင်ဆင်းတော့ထော်လာကြီးပဲအရင်ဆင်းမှာပေါ့ထော်လာကြီးကရှေ့ကရောက်လာဟုတ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကရှေ့ကရောက်နေသည့်အတွက်ကြောင့်နောက်ကကားတွေဘယ်လိုမှရှေ့တိုးလို့မရအဲ့ဒါလိုပဲအကုသိုလ်တွေဟာသူရှေ့တိုးလို့မရဘူးဘုရားတရဏကိစ္စမိလို့ဆိုလိုက်တဲ့ကုသိုလ်ကပိတ်ထားတာအဲ့ဒီကုသိုလ်ကအင်အားတလောက်ကြီးမရှိပဲကောက်ပြီးအကျိုးပေးတယ်ဟောအပင်ငရဲကြာမှမကြောက်ဘုံမဇုဏဖြစ်သွားတယ်တဲ့ဘုံမဇုဏဖြစ်တဲ့အခါမှာသူ့ပေါ်မှာကျေစုပြုခဲ့တဲ့ယဟန္တာကြီးစီလာပြီးတော့ကိုတင်ပြတယ်ကိုတင်ပြပြီးတော့သူကပြောသွားတယ်အားမလို့အားမရတပည့်တော်ဗုဒ္ဓံတရဏကိစ္စမိဓမ္မတရဏဒါလေးတွေဆိုတာအရှင်ဘုရားက၅ပါးသီလချမပေးလို့၅ပါးသီလချပေးရင်အထက်နှက်ပြည့်ဖြစ်ရမှာပေါ့အခုဘုံမစိုးနဲ့ပဲဖြစ်တော့ယန္တာမထေရကြီးကဘာပြောလိုက်သေးတော့ဘာပြောလိုက်တော့ဆိုငါကချပေးတာမင်းမဆိုနိုင်တော့တာတဲ့ဒီလိုပြောတာအဲ့တော့အလကားပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုဆိုတာဒီလိုကဲ့တင်နိုင်စွမ်းရှိတယ်လို့သူပြောတာဗမာပြည်မှာလည်းဒီလိုဇလန်းနေမရှိဘူးမဟုတ်ရှိမှတ်ထားရင်အများကြီးတွေ့နိုင်တယ်ပေါ့ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်လည်းမကောင်းတဲ့ပုံရောက်သွားတတ်တယ်မကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်လည်းကောင်းတာရောက်တယ်တေခံနီးလှုပ်လိုက်တဲ့ကုသိုလ်ကံအကုသိုလ်ကံကိုအာတဏ္ဏကံလို့ခေါ်တယ်စာပေကျမ်းကနေမှာဥပမာပေးတယ်ညနေနွားတွေနှချမ်းနဲ့အကုန်သွင်းလိုက်တဲ့အခါနှအိုးနှမင်းကနောက်ဆုံးကပါလာတော့ခြံပေါက်ဝမှာပဲသူအိတ်တယ်တဲ့နှပြိုးနှတန်တွေကရှေ့ရောက်သွားပြီးတော့သူကခြံထဲထိအောင်ခြံဝါလေးမှာသူနောက်ကျတော့ရှေ့တိုးစရာမရှိတော့ခြံဝါမှာအိတ်တယ်မနဲ့ခြံတကားဖွင့်ထုတ်လိုက်ရင်ဘသူအရင်ထွက်ရနှအိုးကြီးပဲအရင်ထွက်မှာပဲအာတဏ္ဏကံဆိုတာတေခဏီမှာလုံးလိုက်တဲ့ကုသိုလ်ကံဆိုလဲကုသိုလ်ကံအကျိုးပေးတော့တေခဏီမှာလုံးလိုက်တဲ့အကုသိုလ်ကံဆိုလဲအကုသိုလ်ကံအကျိုးပေးတော့နှစ်ခုရှိတယ်အကောင်းနဲ့အဆိုးနှမျိုးရှိအားလုံးကြားဖို့ရလိမ့်မယ်ကောသလမင်းကြီးရဲ့မိဖုရားမန္လိကဒေဝီဆိုသူကမင်းမျိုးကလာတာမဟုတ်ဘူးပန်းဝီရင်စိုက်ပြုတ်ပြီးတော့ပန်းနေခူးရောင်းတဲ့မိသားစုကနေပြီးတော့မွေးဖွားလာတဲ့ဆင်းရဲသမားသို့တော့တွက်လက်တဲ့ချက်ချတယ်အသိဉာဏ်ထက်မြက်တယ်ဘုရင်ကြီးစစ်ရှုံးပြီးတော့ပြေးလာပြီးသူတို့ပန်းဝီရင်နဲ့ရောက်လာတဲ့အခါကျန်တဲ့လူတွေကတော့ဘုရင်မြင်တော့အကုန်ထွက်ပြေးပြီးပုန်းနေကြတယ်သူကတော့မပုန်းဘူးဘုရင်ကြီးကိုထွက်ကြိုတယ်တွတ်လက်လက်နဲ့မြင်းကိုဖမ်းဆွဲပြီးတော့မြင်းကိုရေဒီပါတွေတိုက်ဘုရင်ကြီးကိုတခါတည်းရက်ဒီပါတွေခတ်ပေးရေဒီပါတွေအေးဘုရင်ကြီးတောက်ဖို့တွေအကုန်လုံးလှုပ်ပေးနေရထိုင်ခင်းတွေလှုပ်ပေးတွတ်လက်လက်လှုပ်ပြီးတော့ဘုရင်ကြီးကသဘောကျသွားပြီသူ့နန်းတော့ခေါ်သွားတယ်နောက်ပိုင်းမိဖုရားဖြစ်သွားတယ်မန္လိကမိဖုရားအဲ့ဒီမန္လိကမိဖုရားဟာဘုရင်ကြီးနဲ့အမတန်မှယဉ်နေတယ်ဆင်းရဲသမားကမွေးလာတာဖြစ်ပေမဲ့အသိဉာဏ်ရှိတော့ဘုရင်ကြီးနဲ့အနိကတွတ်လက်လက်သူကလောက်တတ်ကင်တတ်ပြောတတ်ဆိုတာဆိုဘုရင်ကြီးကသူ့အားကိုးတယ်နောက်ဆုံးတေကနီးကြတော့ဘုရင်ကြီးကိုသူမသိစေချင်တဲ့ကိစ္စတစ်ခုအတွက်ညာလိုက်တယ်ညာလိုက်ပြီးတော့စိတ်မကောင်းဖြစ်သေတော့လေအဲ့ဒီစိတ်မကောင်းတဲ့ဝမ်းနေမှုငါမဟုတ်တာလုံးမိပြီငါမဟုတ်တာလုံးမိပြီဆိုတဲ့ဒေါမနတဝမ်းနဲ့ကြေကွဲတဲ့စိတ်နဲ့သေသွားတော့ဝိသိငရဲကြာသွားတယ်9 ရက်တည်း
ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်တာသူလုပ်ပြီမဲ့လို့တေခံနီးလေးမှာခုနမကောင်းတဲ့အကုသိုလ်တွေကလွှမ်းမိုးသွားတဲ့စိတ်နဲ့တည်သွားတယ်ငရဲရောက်သွားတာဒါကြောင့်မို့ကုသိုလ်နဲ့အကုသိုလ်ဆိုတာဗမာစကားပြောသလိုကင်းဥကင်းကြက်ဥကြက်ဆိုတာလိုပဲနော်ကင်းကဥရင်လည်းကင်းကအရင်ကတ်လိုက်မှာပဲကြက်ကဥရင်လည်းကြက်ကအရင်ဆိတ်လိုက်မှာပဲအဲ့ဒါလိုဖြစ်တတ်တယ်ကုသိုလ်ဆိုတာကဲတင်နိုင်တယ်ဆိုတာကိုမှတ်သားချဖို့ပေါ့နော်အေးဒါကြောင့်မလို့လူတွေဟာသေခါနီးမှာသိအရေးကြီးတယ်အခုခေတ်ဆိုလို့ရှိရင်တော့လူမမာအိမ်ဆိုလို့ရှိရင်လာကြတယ်ဟိုကလာမေးဒီကလာမေးလူမမာမေးဆိုပြီးတော့သွားကြတယ်ဗမာတွေပါသွားတာလာတာတော့မေတ္တာနဲ့ကရုဏာနဲ့လာတာကောင်းပါတယ်သို့တော်လည်းလူမမာအနာထားပြီးတော့ဗဇက်ကတောင်ပြောတာတော့အဆိုးဆုံးပဲဘာတွေပြောတော့ဆိုတာကြားဥတာတွေပြောမှဆိုဒီတောင်ကတော့ကြော်တော့မှမဟုတ်ပါဘူးဟိုကကြားတယ်အဲ့ဒါတွေသူကသူကြောမကြောကိုပြောเสียမှာမဟုတ်တာမရတော့ပါဘူးဒီတောင်ကတော့ကြော်မှာမဟုတ်ပါဘူးနဲ့မဲဒီတောင်ကတော့ကြော်မှာမဟုတ်ဘူးကိုလည်းကြော်အောင်မှကြအဲ့ဒီလိုပြောကြပြီးတော့အေးသူပစ္စည်းတွေစောကြိုတောင်းထားကြညီတို့တော့ကြဘယ်ထားလို့ထားမှမသိဖြစ်ပိုက်ဆံလေးရှိပြန်တော့လေဒါတွေဘ누구ပေးခဲ့တာတော့ဘာသာဥက္ကဘယ်နှထားတာတော့ဟိုကမသိသေးဘူးဒါလေးရှောက်မေးပြီးတော့ဩသိတဲ့လူကမဖြောင်းတော့မဖြောင်းတဲ့အခါကျတော့ပြိတ္တာရင်လည်းဖြစ်တဆေရင်လည်းဖြစ်တရေရင်လည်းဖြစ်နေအိမ်မောမစင်းတနေ့တော့မှပဲရန်ကုန်ဘက်ကအမျိုးသမီးတယောက်ကစာလေးနဲ့ရှောက်တယ်သူတို့မတရားဟုတ်တဲ့ဆုံးသွားတဲ့အခါမှာသူဆုံးသွားတဲ့နေ့ကနေစပြီးတော့နေ့တိုင်းနဲ့တအိမ်လုံးဟာအမွှေးနန္တာတွေခဏတွေ့ဘယ်သွားမွှေးနန္တာတွေမွှေးကြိုင်နေတဲ့အနတ်တွေရနေတယ်ပေါ့ဖះသွားရင်လေမွှေးကြိုင်သူတို့ကအဲ့ဒါမွှေးကြိုင်နေတဲ့အနတ်တွေပြီးတော့မကျွတ်ဘူးပေါ့လေမကျွတ်လို့ဘာကုသိုလ်လုပ်ပြီးမျှဝေရမှာတော့မေးတော့ဘုန်းကြီးကအေးမွေးတဲ့အနတ်နာပြတယ်ဆိုတာသူဘုံမစိုးနတ်ဖြစ်တာလို့နတ်ဖြစ်နေတဲ့ကိုယ့်ရဲ့ตาတဲ့ပုဂ္ဂိုလ်သွားပြီးကျွတ်အောင်လုပ်ရင်ကိုယ်ပဲကျွတ်အောင်လုပ်အောင်လို့နော်လူတွေကသေသွားတဲ့လူကအနိဗ္ဗာန်ရောက်နေမကျွတ်ဘူးကြီးပဲထင်တယ်ကိုယ်လည်းကျွတ်ထားကြအဲ့တော့နတ်ဖြစ်နေတာသူကံနဲ့သူပဲလို့ဒါကိုယ်ကဘာမှကြောက်အောင်လုပ်เสียမလို့ဘူးကုသိုလ်ကောင်းမှုလို့အမြပေးသူ့မှာဘုံတကူပဲတက်မယ်ကျွတ်အောင်ဆိုတာလူတွေကသေသွားရင်ကျွတ်ဖို့ပဲစဉ်းစားတာလေသေသွားရင်ဘယ်လိုနဲ့နေကျွတ်အောင်အဲ့တော့သူရောက်တဲ့ပုံကကောင်းတဲ့ပုံလားဆိုးတဲ့ပုံလားဒါပဲကြည့်အောင်မကျွတ်ဘူးလို့လူတွေပြောရအောင်အိမ်ပေါ်မှာတရေဖြစ်နေတာတို့တဆေဖြစ်နေတာတို့ခြောက်လှန့်နေတာတို့မကောင်းတဲ့အပုပ်နှံတွေပေးနေတာဆိုရင်တော့ဒါမကောင်းဆိုးဝါဖြစ်နေအဲ့ဒါဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်အမြတ်တမ်းနေပေးဝေသူ့မှာစားစရာမရှိတောက်စရာမရှိအဝတ်မပါဗလာကိုဒီဖြစ်နေတယ်ဆိုရင်အဝတ်လှူပြီးတော့အမြတ်တမ်းပေးဝေစားစရာမရှိဘူးဆိုစားစရာလှူအမြတ်ပေးဝေနေစရာမရှိဘူးဆိုနေစရာလှူအမြတ်ပေးဝေဒီလိုသာလုပ်ကြရတာပေါ့အခုလို့အမွေးကြိုင်အနတ်နေပေးတယ်ဆိုတာသူကောင်းရဘုံကိုရောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပြတယ်သို့တော်လည်းမိသားစုတန်ရောစင်နဲ့တခြားမှမရှိဘူးကိုယ်အိမ်ပေါ်မှာနေဘာဖြစ်လဲကိုဆောင်အိမ်ဆောင်နှက်အိမ်ဆောင်နှက်ဆိုတာအိမ်ကိုတမင်လာစောင့်နေတာတော့ပဲဟုတ်မလဲသူ့ရဲ့ဘုံမိတ်မှာဒီအိမ်နဲ့ဆက်ဆက်နေကိုဆောင်နှက်ဆိုလို့ကိုလာစောင့်နေတာပဲဟုတ်မလားသူ့ဘယ်မှာဂျူတီချထားတာမှမဟုတ်တာပဲလာကပေးထားတာမှမဟုတ်တာကိုနဲ့ဆက်ဆက်ပြီးဖြစ်လို့ခေါ်ကြတာလေကိုဆောင်နှက်တို့ဘာလို့ဆိုတာဘဝဆိုတာကိုနဲ့ပတ်သက်ပြီးဖြစ်နေတာတွေအများကြီးကြားဦးတယ်မို့လားလူတွေရဲ့ဗိုက်ထဲမှာပိုးမျိုး80ဆိုတာကြားဦးတယ်မို့လားဗိုက်ထဲမှာပိုးကောင်တွေရှိတယ်ပို
ပိုးမျိုး80ဆိုတာအကောင်80ကိုပြောတာမဟုတ်ဘူးအမျိုးပေါင်း80ရှိတာပြောတာပိုးမျိုး80ဆိုတာအကောင်80ကိုပြောတာမဟုတ်ဘူး80တဲ့ပိုးနိုင်တယ်အမျိုးပေါင်းကို80ရှိတယ်လို့ပြောတာဒါကိုနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာပဲလေအဲ့ဒါလိုပဲတတ္တဝါဆိုတာကိုနဲ့ပတ်သက်ဖြစ်တာတွေအများကြီးဟိုဒုတိယကမ္ဘာစစ်ဖြစ်ပြီးကစားတော့ဆိုရင်တော့မြန်မာနိုင်ငံလူတွေမှာခေါင်းတန်းကြတာတို့အင်ကြီးဘောကိုတန်းနေတို့ခေါင်းကတန်းနေတို့ဆိုအမှန်တမ်းလူတွေမှာတန်းနေတို့ဝဲတွေတို့ဆွဲတာတွေအများကြီးရှိတယ်ဘုန်းကြီးတို့ငယ်စဉ်ကလည်းအင်ကြီးချွတ်လိုက်လို့ရှိရင်ချုပ်ရိုးမှာတန်းနေတွေ့နော်ဘယ်ရောက်လာတာမှမသိဘူးအင်ကြီးချုပ်ရိုးကြတဲ့မှာတန်းနေဆိုတာရှိတယ်သဘင်ထားတဲ့လူတွေလည်းခေါင်းထဲမှာတန်းနေအဲ့ဒီလိုကိုယ်နဲ့ပတ်သက်ပြီးတော့တရားဝါတွေဆိုတာဖြစ်တတ်တယ်ပေါ့ဒီလိုဆိုတာပေါ့အဲ့တော့ဘသူပဲဖြစ်ဖြစ်တည်တည်ချမဲ့မှာတရားဝါတစ်ခုဖြစ်တယ်တရားဝါတစ်ခုတော့ဖြစ်မှာသူဟာကုသိုလ်ကောင်းမှုလုပ်ခဲ့ရင်ကောင်းကျိုးချမ်းသာတွေရဖို့ဖြစ်မှာအကုသိုလ်တွေလုပ်ရင်တော့မကောင်းတဲ့ဟာဖြစ်ကြားဘူးတယ်မို့လားရှင်းတော့ကဘုရားလက်ထက်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအထုတ်လာတဲ့ယဟန်ပဲကောင်းကောင်းနေတဲ့ယဟန်ပဲတရားတွေအထုတ်သို့တော့သူညင်မကပိတ်ကလေးချောနေအောင်ရက်ပြီးတော့သင်္ကန်းလေးချုပ်ပြီးတော့လှူလိုက်တာမနေ့ကဝတ်မယ်ဒီသင်္ကန်းလေးပေါ်မှာနည်းနည်းတန်ရောစင်လေးဖြစ်သွားညကြတော့အဲ့ဒီကိုတော့ပြန်တော်မူတဲ့အခါကျတော့သင်္ကန်းနဲ့သွားပြီးတန်းဖြစ်တယ်ဆိုတာလေတိတ်တာဆိုရယ်ဆွဲလန်းသွားလို့ရှိရင်ဖြစ်တတ်တယ်အကုသိုလ်ဆွဲလန်းတဲ့အကုသိုလ်ကြောင့်သင်္ကန်းမှာတန်းသွားဖြစ်တယ်မနေ့ကျတော့ဒီကိုတော့ပြန်တော်မူသွားပြီဆိုတော့သူ့သင်္ကန်းကိုတန်ဃာတွေကဝေဘာနိကပြုမယ်ဆိုတော့တန်ကအော်လိုက်တာလေငါသင်္ကန်းမယူချနဲ့ငါသင်္ကန်းမယူချနဲ့လို့အဲ့ဒီအော်တာကိုတာမန်လူတွေရဲ့နားထဲမှာမကြားရဘူးမြတ်စွာဘုရားကဒိဋ္ဌသောတာနဲ့နားထောင်တော့ကြားနေရတယ်အဲ့ဒါနဲ့ယဟန်တွေကိုမြတ်စွာဘုရားဒီသင်္ကန်းကိုထားလိုက်ကြမလုပ်ကြနဲ့9 ရက်ပြည့်အောင်ဒီတိုင်းထားဘယ်သူမှမယူပဲသူ့နေရာလေးသူပြန်ထားလိုက်တော့မှတန်းလေးကသူ့ပစ္စည်းသူမှမလာလို့တော့သူငြိမ်သက်သွား9 ရက်ပြည့်တဲ့အခါသူ့တက်တန်းစီလို့တည်သွားပြီတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်အဲ့ဒီကြတော့မှသင်္ကန်းကိုဝေဘာနိကပြုကြဆိုလိုတာကဒီကနေ့မှတခုခုဖြစ်သွားလို့ရှိရင်မကောင်းတဲ့ဘုံဘဝရောက်သွားနိုင်တတ်တယ်ဒါကိုတတိထားအဲ့ဒါကြောင့်မို့လို့လူမမာသွားမေးပါဇက်ပိတ်ပြီးသွားမေးတောင်ပြောမြောက်ပြောမပြောကြနဲ့ပြောလို့ရှိရင်ဟိုကလူကအကုန်ကြားပြန်လာမပြောနိုင်တာအကုန်ကြားစိတ်ညစ်စရာတွေသွားပြောရင်သူခင်ဗျာဒုက္ခရောက်ရှာအေးဒါတွေကဆင်ញင်တဲ့နေပေါ့တချို့ကတိုးတိုးပြောတာမဟုတ်အခြေကြီးပြောတာဒီတောင်ကတော့မကြော်တော့ပါဘူးဆရာဝန်ကလက်လျှော့လိုက်အိမ်ပြန်ခေါ်ခိုင်းနေပြီတို့ဘာလို့ရှောက်ပြောတယ်အဲ့ဒါလို့တွေလုံမဲ့ဆိုလို့ရှိရင်အစင်တွန်းပို့လိုက်တာနဲ့တူတူပဲအေးဒါကြောင့်မလို့ကိုယ့်ကိုဒီကနေ့အချိန်မှလည်းပဲကောင်းတာတွေကိုအာရုံပြုနိုင်အောင်လေ့ကျင့်တာလူတိုင်းဟာဒီနေ့တော့သိမှာပဲမသိခင်အာရုံပြုနိုင်အောင်လေ့ကျင့်ရမယ်ဒီလိုအဲ့ဒါကိုအခုပြောတာနော်ဒုက္ခိသကတပုညနာဣထစေဝပရထသဒုက္ခံအကတပုညနာဣထနတ္တိပရထသဒုက္ခိသကတပုညနာဣထစေဝပရထသဒီစကားပိုင်လေးတွေကိုမှတ်ထားဖို့ရကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်ဘဝမှာဒီဘဝပဲဖြစ်ဖြစ်နောက်ဘဝပဲဖြစ်ဖြစ်အစဉ်ပြေဖို့ချမ်းသာမှုမဖြစ်နိုင်ဘူးကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်တွေအဖို့ဒီဘဝမှာလည်းအစဉ်ပြေနိုင်တယ်နောက်ဘဝမှာလည်းအစဉ်ပြေနိုင်ဒီဘဝလည်းချမ်းသာနိုင်တယ်နောက်ဘဝလည်းချမ်းသာဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုလုပ်ရမယ်သရဏဂုံဆောက်တည်တာလည်းကုသိုလ်ကောင်းမှုပဲပါဏာတိပါဒဝေရမဏိသိက္ခာပုဒ်တွေဆောက်တည်တယ်လေးလေးနက်နက်ထားတယ်သူများသင်္ကန်းမတတ်ဘူးသူများဥစ္စာမခိုးဘူးအလေးနဲ့ထားပြီးဆောက်တည်အဲ့ဒီကုသိုလ်တွေကသေးတဲ့ကုသိုလ်မဟုတ်ဘူးအမတန်ကြီးမားတဲ့ကုသိုလ်တွေဒ
ဒီလိုဆိုတယ်ဒါလောက်တင်မဲ့ကောင်းရဒုက္ခတိရောက်ဖို့ရစိတ်ချနေရနော်တရဏဂုံစောင့်တည်လိုက်တာနဲ့အပယ်လေးပုံကလွတ်နိုင်တယ်ငါးပါးသီလစောင့်တည်လိုက်ထိတဲ့ပို့ပြီးတော့ခိုင်မာသွားတယ်တာမန်ကုသိုလ်လေးလို့မအောင်မေ့လေးနဲ့ဒီကုသိုလ်ဟာအမှန်မှကြီးမားတယ်လို့ဒီဇလန်းရကြည့်ကြည့်လိုက်သာဝတိပြေမှာမြတ်စွာဘုရားကိုကိုးဝယ်စိတ်ကတ်တဲ့ဥပဒကတယောက်ရှိတခါကြီးတယောက်သူနဲ့အဖော်တွေဥပဒကတွေများစွာမြတ်စွာဘုရားကျောင်းတော်တူတူသွားကြတယ်တရားနာကြမြတ်စွာဘုရားတရားနာပြီးတော့တရက်တော့သူပါလို့သူ့အိမ်ကိုတန်ခါ၄ပါးအမြဲတမ်းဆုံးကတ်ချင်တယ်သူနိစ္စဗတ္တလို့ခေါ်အခုခေတ်တော့ဗမာလူမျိုးတွေမှာဆုံးခံကိုတော်ဆိုပြီးတော့ဖိတ်ထားလေးရှိကြတယ်မဟုတ်လားထိုင်ကိုတော်လို့ခေါ်တယ်ထိုင်ကိုတော်ဆုံးခံဖိတ်ထားပြီးတော့ကိုယ့်အိမ်မှာထိုင်ကိုတော်ပင့်ထားတာလို့ပဲအဲ့တော့အမြဲတမ်းဆုံးကတ်မယ်ဆိုပြီးတော့ရဟန်းတန်ခါ၄ပါးပင့်တယ်ပင့်ပြီးတော့အလှည့်ကျကြွဖို့စီမံအုပ်ချုပ်တဲ့ယဟန်ကိုလျှောက်ထားပြီးတော့နေ့စဉ်နဲ့အမျှအိမ်မှာယဟန်တော်၄ပါးအတွက်ဆုံးပွဲပြင်တာအဲ့ဒီမှာဒီတကာကြီးကသူ့အိမ်မှာသမင်းချက်ဝေယဝိဆလှုပ်တဲ့အမျိုးသမီးရှေးတုန်းကတော့ကျော်မလို့ခေါ်တာပေါ့နော်အမျိုးသမီးကိုသူကတောင်းပေးထားတယ်ငါတန်ခါ၄ပါးအမြဲတမ်းအိမ်ကြွလိုက်မယ်အဲ့တော့အိမ်ကြွတော့ဝေယဝိဆတွေချက်ဖို့ပြုတ်ဖို့တန်ခါ၄ပါးကိုဆုံးကပ်ဖို့မင်းတောင်းယူဆိုပြီးတော့သူ့ကိုခိုင်းထားအဲ့လိုခိုင်းထားတဲ့အခါကျတော့အဲ့ဒီအိမ်မှာသမင်းဟင်းချက်ပြုတ်ဝေယဝိဆလုပ်တဲ့အမျိုးသမီးကဘလောက်တရားတရားကောင်းလို့ဆိုသူကိုယ်တိုင်ကိုယ်ကလည်းတရားဆောင်အားရှိတယ်ကိုချင်းသီလလည်းကောင်းတယ်စိတ်ကောင်းနှလုံးကောင်းထားတော့ကိုဖိရင်ဖိတန်ဃာတွေကြွမလာခင်ကကျွတ်တင်ပြီးတော့ချက်ပြုတ်စီမံထားတယ်ထိုင်ဖို့နေရာတွေကျွတ်တင်ပြင်ဆင်ထားတယ်အမွှေးနတ်သားတွေဘာတွေလုပ်ပေးထားတယ်ရေတွေဘာတွေအစင်းနဲ့လုပ်ထားတယ်တန်ရှင်းရေးတွေအလုံးလုပ်ထားပြီးနေတိုင်းတတ်တတ်ပြတ်ပြတ်မနဲ့စောရေးထားပြီးဝေယဝိဆသူလုပ်တယ်တရက်လည်းမဟုတ်ဘူးနေ့စဉ်နဲ့အမျှအဲ့ဒါလို့ကိုပြီးရင်ပြီးကြိုးစားပြီးတော့တန်ဃာတွေကိုနေ့တိုင်းဝတ်ပြုတယ်အဲ့မျိုးသမီးဟောသူပစ္စည်းနဲ့လောက်တာမဟုတ်ဘူးသူများပစ္စည်းနဲ့လောက်တာနော်အဲ့ဒါလို့စိတ်ပန်လက်ပန်ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါသူကိုယ်တိုင်ကလည်းပဲတရားဓမ္မနဲ့သိလို့စိတ်ရှိတော့တရက်တော့ဆုံးခံကြွလာတဲ့ဆုံးစားကြွလာတဲ့မထေရကြီးတွေထံချင်းကပ်ပြီအရှင်ဘုရားတဲ့တပည့်တော်တို့ဘဝဆိုတာအိုခြင်းနာခြင်းသေခြင်းဆိုတာတွေနဲ့မကင်းနိုင်ပါဘူးတဲ့အဲ့ဒီလိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသေခြင်းဆင်းရဲဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်အောင်တပည့်တော်ဘာလုပ်ရမလဲဘာလုပ်ရမေးတာနော်သူကလောကလူတွေတချို့ဆိုစဉ်းတော်မစဉ်းစားဘူးနော်အိုတာသူကသူအိုတယ်လို့ထင်နာတာသူကသူသေတာလည်းသူကသူသေတယ်လို့ထင်တယ်မစဉ်းစားဘူးသူကတော့စဉ်းစားတယ်တပည့်တော်တို့ဒီဘဝမှာလည်းအိုရအောင်မယ်အိုပြီးရင်သေရအောင်မယ်နောက်ဘဝကျတော့ပြန်မွေးရအောင်မယ်မွေးပြီးရင်အိုအောင်မှာပဲသေအောင်မှာကိုယ်ရှိကသွားနေတဲ့ပုဂ္ဂိုလ်ကြီးကြည့်လိုက်ဒီတိုင်းပဲအဲ့ဒီလိုတန်တရားကြီးကလွတ်ဖို့အဆုံးသတ်ဖို့ဆိုရင်တပည့်တော်ဘာလုပ်ရမလို့ဆိုတော့ရဟန်းတော်တွေကသူ့ကိုတရားဟောတယ်တရဏဂုံကိုစောင့်တည်ဘုရားဆုံးမကိုလိုက်နာဖို့တရဏဂုံစောင့်တည်ဘုရားကိုကိုယ်ပဲစိတ်ကပြီးတဲ့အခါ၅ပါးသီလလုံညုံအောင်ထိန်း၅ပါးသီလလုံညုံအောင်ထိန်းကိုယ်စိတ်လေးကို၅ပါးသီလနဲ့ဆွဲဆွဲမြဲမြဲထားဥပုသ်တရင်စောင့်တည်တယ်ဥပုသ်နေ့တွေမှာဆိုရင်၈ပါးသီလစောင့်တည်ဘုရားတရားဟောတဲ့အခါသံဃာတွေတရားဟောတဲ့အခါမှာတရားဓမ္မနာနောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်တဏ္ဍမှာရှိတဲ့ယုတ်နဲ့နာယုတ်ရဲ့နာရဲ့ဒီနှမျိုးပဲရှိတယ်ဒီယုတ်နာကိုပဲအများပုရုဇဉ်တ attva တွေကငါလို့ထင်ကြတယ်ငါဟာလို့ထင်ကြတယ်တကယ်တော့ငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးယုတ်နာတသက်တာရှိတယ်
ဒီတရားတွေဟာလည်းမြဲတာမဟုတ်ဘူးခုဖြစ်ပြီးခုပြတ်သွားတာဒါကြောင့်အနိစ္စလို့ပြောတာမမြဲမှုတွေကအမြဲတမ်းနှောက်ယှက်နေလို့ဒုက္ခလို့ပြောတာဒါကိုဘာမှမတတ်နိုင်လို့အနတ္တလို့ပြောတာလို့ဝိပဿနာတရားကိုဘယ်လိုအားထုတ်ရတယ်ဆိုပြီးတော့ရှင်းပြတဲ့အခါမှာတလေးတစားနားထောင်ပြီးတော့ငါးပါးသီလလုံအောင်ဆောင်ထိတ်နေဥပုသ်နေ့သတင်းနေ့တွေမှာဥပုသ်ဆောင်နေအားလတ်တဲ့အချိန်တိုင်းမှာကမ္မထမ်းထိုင်နေမိမိရဲ့ဒီမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတယ်ဥပမာမဲ့ထွက်လေဝင်လေလေးပဲကြည့်လိုက်အောင်ထွက်လေလေးဟာထွက်သွားတာနဲ့ပျောက်ပြက်သွားတာဝင်လာတာကလေအစ်စ်ဝင်သွားပြီးရင်ပျောက်သွားပြန်ရောအခိုက်ကလေးတွေမှာခဏလေးတွေမှာဖြစ်ပြီးပျောက်သွားအထူးသဖြင့်ပိုးထင်ရှားတာလူတွေစကားပြောတဲ့အတန်ပဲကြည့်ရှေ့ကအတန်ပျောက်သွားတယ်နောက်ကအတန်ပေါ်တယ်ရှေ့ကအတန်ပျောက်ဒီတိုင်းပဲပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့အနေအထားတစ်ခုမမြဲတဲ့သဘောတွေကိုအခုလိုဆင်ញင်စဉ်းစားပြီးတော့တရားဓမ္မကျင့်ကြံအကျိုးကိုအထောက်လိုက်တာသူကဘာဖြစ်သွားလဲဆို16နှစ်တိရဟန်းတော်ရဲ့အဆုံးအမတိုင်းသူတရားထိုင်တယ်ဝိပဿနာရှုတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားတွေနံတရားတွေရဲ့သဘာဝတရားကိုမြင်အောင်ရှုတယ်မြင်အောင်ရှုလိုက်တဲ့အခါသူဘာဖြစ်လာလဲဆို16နှစ်ကြာတဲ့အခါကျသစ္စာလေးပါးကိုသိပြီးတော့သောတပန်ဖြစ်ပါစားနော်အဲ့ဒါသူများအိမ်မှာအလုံးလုံးစားရတဲ့အမျိုးသမီးပဲသူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းဘာမှမရှိဘူးကိုပြီးရင်ပြီးကုသိုလ်ကောင်းမှုတွေလုပ်တာအေးတရားဓမ္မတွေနာယူပြီးအလေးနဲ့ထားပြီးကျင့်ကြံကြိုးကိုအားထုတ်တော့သောတပန်ဖြစ်တယ်သောတပန်ဖြစ်လို့လူဘဝအဆုံးသတ်သွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်မှာတရားမင်းရဲ့အနိကတရားမင်းရဲ့မိဖုရားတစ်ပါးသွားဖြစ်တယ်ပေါ့အလုံးရံရွေတော်တွေကသူ့ကိုလေးပေးရတယ်နော်အစင့်တန်းအဲ့လိုမြင့်ပြီးတော့နတ်ပြည်ကချမ်းသာဒုက္ခကိုခံစားရတယ်အဲ့ဒီလိုနတ်ပြည်ရောက်နေတာသာဝတိပြည်ကတထေးအိမ်မှာလှုပ်လှုပ်တဲ့အမျိုးသမီးတယောက်ဟာကုသိုလ်ကောင်းမှုတွေလုပ်သွားသည့်အတွက်ကြောင့်နတ်ပြည်ရောက်တာတရက်ကြတော့ရှင်မမောက္ကလံမထေရမြတ်ကနတ်ပြည်ကိုကြွသွားပြီးဘုံမိမ့်မှန်နေလျှောက်ပြီးတော့ကြည့်တယ်ကြည့်တဲ့အခါတရားမင်းကြီးအနိကဘုံကိုကြည့်တဲ့တရားမင်းကြီးရဲ့မိဖုရားတွေထဲမှာသွားဒီအမျိုးသမီးကိုသွားတွေ့တော့မေးတယ်ရှင်မောက္ကလံကရှင်မောက္ကလံကကုသိုလ်ကောင်းမှုတွေလိုက်ပြီးတော့မေးမြန်းစုံစမ်းတဲ့အခါရှင်မောက္ကလံဘာမေးတော့ဆိုမနုဿဘုဒ္ဓကိမကာတိပုံညာလူဘဝတုန်းကဘာကုသိုလ်တွေလုပ်ခဲ့တာတော့တဲ့ဒါတော့အဆင့်တန်းမြင့်အောင်ခုလိုအဆင့်တန်းမြင့်ချမ်းသာဒုက္ခရနေတာလူဘဝတုန်းကဘာကုသိုလ်တွေများလုပ်ခဲ့လို့တော့လို့ရှင်မောက္ကလံမေးတဲ့အခါကျတော့သူကပြုံးပြီးတော့ဘာပြောတော့ဆိုအဟံမနုဿေတုမနုဿဘုဒ္ဓဓာတိအဟောတိပရပတ္တိယာကုလေရှင်ဘုရားတဲ့တပည့်တော်လူဖြစ်တုန်းကတဲ့သူများရဲ့အစေပါခံရတဲ့ကျွမတူပါဟောသူပြောတာနော်အတိတ်ဘဝတုန်းကတဲ့တပည့်တော်ဟာသူတစ်ပါးအိမ်မှာအစေခိုင်းခန်းနေတဲ့ကျွမတူသာဖြစ်ပါတယ်တဲ့အဲ့ဒီကျွမဖြစ်ပေမဲ့လို့တပည့်တော်မှာဥပန္တိကသက္ခုမတောဂေါရမတယတတိနောဂုံတရင်ကြည်တော်မူတဲ့ဂေါရမမြတ်စွာဘုရားရဲ့ဥပတိကမဂေါရမဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့ဘုရားဝါဒဝင်တူဖြစ်ပါတယ်ဒီလိုပြောတာနော်ဥက္ခေဝါရနဲ့ဆိုရင်ဥပတိကဆိုတာဘုရားဝါဒတူဖြစ်ပါတယ်ဘုရားတရားတန်ခါယရဏသုံးပါးကိုစိတ်ကပ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီလိုဘုရားဘာသာဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့မျိုးသမီးဖြစ်တဲ့အခါမှာတဲ့တတ္တမေနိကမောအာတိသာသနေတတ္တတာတိနောတိမတ်တဲ့အရေးချင်းနေစိတ်ဓာတ်တည်ငြိမ်တဲ့ဘုရားမြတ်စွာရဲ့တပိတာဝကဖြစ်တဲ့အခါမှာတဲ့တပိတော်ဟာတ
တရားဓမ္မကိုကျိုးကျိုးစားစားဆွဲဆွဲမြဲမြဲကိုကျင့်သီလကိုစောင့်တည်တယ်ဆွဲဆွဲမြဲမြဲကုသိုလ်ကောင်းမှုတွေလုပ်တယ်ယဟန်တန်ဃာတွေစီမေးပြီးတော့တပည့်တော်ဆွဲဆွဲမြဲမြဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကုပ်အားထုတ်ခဲ့ပါတယ်အဲ့ဒါလို့အားထုတ်တော့ကတပည့်တော်ရဲ့စိတ်ထဲမှာဘလို့အောင်းမေ့ကာမံဘိစတုယံကာယောနေဝအဋ္ဌိတပန္ထနာတပည့်တော်စိတ်တွေကဘလောက်ထိအားတက်တယ်ရောဖြစ်တော့ဆိုရင်ငါခန္ဓာကိုယ်ကြီးပြိုကွဲပျက်စီးသွားခြင်းသွားပါစေငါဒီအလုပ်ကိုတော့မလျှော့ဘူးမဖြစ်ဖြစ်အောင်လုပ်မှာပေါ့တရားအထုတ်တာငါလုပ်မယ်ခန္ဓာကိုယ်ကြီးပျက်စီးခြင်းပျက်စီးသွားပါစေဘယ်တော့မှလက်မလျှော့ဘူးလုပ်မယ်ဘယ်တော့မှလက်မလျှော့ဘူးလုပ်မယ်သိက္ခာပရဏံပင်စနံမေခောသောဝတိကောတိဝောငါးပါးသီလကိုတပည့်တော်အလေးထားတယ်လုံခြုံတယ်ငါးပါးသီလလုံခြုံယုံနေမကဘူးမဂ္ဂင်၈ပါးအကျင့်တရားမိမိခန္ဓာကိုယ်ပေါ်မှာတပည့်တော်အမှန်မြင်အောင်ဆင်ခြင်စဉ်းစားတယ်သမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောတယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်မှန်တွေးတဲ့အတိုင်းတပည့်တော်ကိုကျင့်သီလနဲ့ပြည့်စုံအောင်နေတယ်ဘယ်တော့မှမဟုတ်တာတွေမပြောဘူးဘယ်တော့မှမဟုတ်တာမလုပ်ဘူးအသက်မွေးဝမ်းကြောင်းအတွက်လည်းပဲတရားလက်လွတ်ဘာမှမလုပ်ဘူးတပည့်တော်ဟောမှန်မှန်ကန်ကန်အသက်မွေးမှုလုပ်တယ်သမ္မာဝါယာမတပည့်တော်စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်တပည့်တော်ကြိုးစားတယ်ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတယ်ကြိုးစားတဲ့အခါတိုင်းတပည့်တော်ခန္ဓာကိုယ်အမြဲတမ်းတတိထားတယ်တတိကတ်နေတယ်သမ္မာတတိစိတ်ကလေးတည်ငြိမ်အောင်တပည့်တော်ကြိုးစားတယ်သမ္မာသမာဓိအဲ့ဒီကနေပြီးတပည့်တော်ဟာအမှန်မြင်ခြင်းဆိုတဲ့သမ္မာဒိဋ္ဌိတန်တရားကင်းစင်ခြင်းဆိုတာတပည့်တော်ရရှိခဲ့ပါတယ်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာနဲ့ဥပမာတူတော့ဆိုရင်စုမရှိတဲ့လမ်းနဲ့အလားတရာတူတယ်အလွန်ဖြောင့်ပြီးတော့သူတော်ကောင်းတွေရှောက်လန်းတဲ့လမ်းမျိုးပါတဲ့အဲ့ဒီလမ်းမျိုးကိုကြိုးစားပြီးတော့တပည့်တော်ရှောက်ခဲ့တာလုံလဝိရိယနဲ့အဲ့ဒီမိမ္မသားတယောက်အနေနဲ့တပည့်တော်ရလာတဲ့အနေထားတစ်ခုကိုရှင်ဘုရားပဲစဉ်းစားကြည့်ပါတပည့်တော်သောတာပန်ဘဝရောက်ခဲ့တဲ့အခုတရားမင်းကြီးရဲ့အရင်နှီးဆုံးမိဖုရားဖြစ်ရတယ်ပေါ့ကုသိုလ်ကောင်းမှုတွေကြိုးကျေစုကိုပြောတာအဲ့ဒါလို့ရှင်မမောက္ကလမထေရမြတ်ကိုသူလျှောက်တာနော်ဒီစကားတွေလျှောက်တာဒီစကားလျှောက်ပြီးတော့ခုနကအစတုန်းကပြောခဲ့တဲ့စကားကိုလည်းပဲသူကပြန်လျှောက်တာအဲ့ဒီစကားကိုအဓိကထားလျှောက်ဒုက္ခံအာဂတပုံညာဏံဣဒနတ္ထိပရထသဒုက္ခိသကတပုံညာဏံဣဒစေဝပရထသအရှင်ဘုရားတဲ့ခြုံငုံပြီးတော့တပည့်တော်မှလျှောက်ထားရမယ်ဆိုရင်တဲ့ကုသိုလ်မလုပ်တဲ့ပုဂ္ဂိုလ်တွေဖို့လက်ရှိဘဝမှာလည်းအစဉ်ပြေဖို့ချမ်းသာဖို့မရှိပါဘူးတဲ့နောက်ဘဝရောက်ရင်လည်းကောင်းစားဖို့မရှိပါဘူးကုသိုလ်ကောင်းမှုအရှင်ဘုရားကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာလည်းအစဉ်ပြေမှာပဲနောက်ဘဝမှာလည်းအစဉ်ပြေချမ်းသာဒုက္ခဆိုတာဘယ်ဘဝမှာပဲဖြစ်မှာပါသူတို့လိုချင်တဲ့ချမ်းသာဒုက္ခရနိုင်ပါတယ်ဒီထဲမှာကြိုးစားအားထုတ်မယ်ဆိုရင်ဓမ္မအတိဉာဏ်တွေလည်းသူတို့ရလာမှာဖြစ်တယ်ဒါကြောင့်မို့သူကတိုက်တွန်းစကားပြောလိုက်သေးတာတေတံတဟပြကာမနံကတ္တပံကုသလံဘဟောဘယ်ဘဝရောက်ရောက်တပည့်တော်တို့တိတတ်တဲ့လူဘဝနတ်ဘဝရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုပဲများများလုပ်သင့်ပါတယ်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ရမှာကတ္တပုညာဟိမောဒန္တိသက်ခေဘောခသမင်ခိနောကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဝမ်းမြောက်ဝမ်းသာချမ်းသာဒုက္ခရမယ်စီစဉ်ဥစ္စာတွေအများကြီးနဲ့ပြည့်ပြည့်စုံစုံဖြစ်ပြီးတော့ဝမ်းမြောက်ဝမ်းသာချမ်းသာဒုက္ခကိုခံစားကြရမှာဖြစ်ပါတယ်လို့ရှင်မမောက္ကလံမထေရရဲ့ဘာလုပ်ခဲ့လို့လူတော်ကဘာတွေလုပ်ခဲ့လို့ဒီလိုဗမိမှန်တဲ့စီစဉ်ချမ်းသာတွေရတာလဲဆိုတဲ့မေးခွန်းကိုပြန်ကြားလျှောက်ထားခဲ့တာဖြစ်ပါတယ်
အဲ့ဒီဗိမာန်ရှင်တို့ရဲ့ပြန်ကြားလျောက်ထားချက်ကိုအခုတိုင်းမှတ်သားနာယူချပြီးတော့ဘုန်းကြီးတို့တွေအားလုံးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ရရှိလာတဲ့ဘဝမှာကုသိုလ်ကောင်းမှုဆိုတာလုပ်ဖြစ်အောင်တတိထားပြီးတော့ကြိုးစားအားထုတ်ကြဖို့ဒါနကောင်းမှုလုပ်ရမယ်သီလကောင်းမှုလုပ်ရမယ်ဘာဝနာကောင်းမှုလုပ်ရမယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတို့တဏ္ဍာမှာစင်စစ်မပြတ်ဖြစ်အောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ကြိုးစားအားထုတ်မှသာလေတို့လိုချင်တဲ့ချမ်းသာဒုက္ခဆိုတာဒီဘဝမှာလည်းရမှာပဲနောက်ဘဝမှာလည်းရဒီလိုကုသိုလ်မှမရှိလို့ရှိရင်တို့ဘဝတန်ဖိုးမဲ့တဲ့အနေထားဖြစ်ပြီးတော့ချမ်းသာဒုက္ခရမှာမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းအတိုင်းမှန်ကန်တဲ့ယုံကြည်ချက်နဲ့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဓာတ်ဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကလာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်တင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်တည်း